သာသနာတော်နှစ်2563နှစ်ကောဇာတက္ကရာ1382ခုနှစ်တဘိုရဲလဝိကျော်3ရက်2020ပြည့်နှစ်ဖေဖော်ဝါရီလ11ရက်အင်္ဂါနေ့ဧရာဝတီတိုင်းဒေသကြီးဖျားပုံခရီးဖျားပုံမြို့စနစ်ရက်ွက်မြို့မပြည်သူအာကစားကွင်းဓမ္မမန္တ၌ဆင်ကျင်းပပြုလုပ်အပ်သည်ဖျားပုံမြို့33ချိန်မြောက်ဘဝအလှဆင်ဓမ္မသဘင်အထူးတရားပွဲ၌ဖျားပုံမြို့သူမြို့သားနေသူနေသားသူတော်ကောင်းအများတို့အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဆရာကောင်းရှိမှနိဗ္ဗာန်ရနိုင်သည်အကြောင်းတရားဒေသနာတော်ဆရာကောင်းရှိမှနိဗ္ဗာန်ရဗုဒ္ဓဘာသာဝင်သူတော်စင်တွေအနေနဲ့လူတိုင်းဟာယဗုဒ္ဓရဲ့လမ်းညွှန်ချက်ဆရာရဲ့လမ်းညွှန်ချက်နဲ့နိဗ္ဗာန်ကိုဥတည်ပြီးတော့ကုသိုလ်ကောင်းမှုပြုရရှိကြဣဒမေပုံညာနိဗ္ဗာနတပစ္စယဟောတုကိုပြုတဲ့ကုသိုလ်ကောင်းမှုရဲ့စွမ်းအားကြောင့်ကိုပြုတဲ့ကုသိုလ်ကောင်းမှုဟာနိဗ္ဗာန်ရောက်ဖို့အတွက်အကြောင်းထောက်ပံ့ဖြစ်ပါစေလို့နိဗ္ဗာန်ကိုဥတည်ချက်ထားပြီးတော့ဝိဝတ္တနေတိတကုသိုလ်မျိုးကိုပြုလို့ဆောင်ရွက်ကြတာဖြစ်တယ်တို့သမျှကုသိုလ်တွေဟာအခြေအနေကောင်းတစ်ခုကိုပို့ဆောင်နိုင်ခြင်းသာလည်းဖြစ်တယ်ဘယ်အခါပဲဖြစ်ဖြစ်နောက်ဆုံးနိဗ္ဗာန်ရမယ့်ဘဝမှာပဲဖြစ်ဖြစ်ဆရာကောင်းရှိမှသာလျှင်နိဗ္ဗာန်ကိုရနိုင်တာဖြစ်တယ်ဆိုတာကိုတော့မှတ်ရမှာရှင်သာရိပုတ္တရာမထေရမြတ်ရဲ့အလောင်းတော့ဥပဒေသပရပိုင်နဲ့ရှင်မမောဂလန်တို့ရှင်မမောဂလန်မထေရမြတ်ရဲ့အလောင်းကောလိတပရပိုက်တို့ဆရာရှာရင်းနဲ့ပရပိုက်ဘဝရောက်ရှိသွားကြတာဖြစ်တယ်သင်္စယပေလထဗုဒ္ဓဆိုတဲ့သူတို့ရဲ့ဆရာကြီးကမယီမယမသေးချာတဲ့အမရဝိခေပဝါဒလက်ကင်ဆွဲပြီးတော့ဟောပြောတာဖြစ်တော့ထိုဆရာကြီးရဲ့တပည့်ခံတော်လည်းပဲရှင်သာရိပုတ္တရာရှင်မောဂလန်အလောင်းဟာနိဗ္ဗာန်လမ်းကြောင်းကိုမတွေ့ပဲနဲ့ရှိနေရတယ်မြတ်စွာဘုရားရဲ့တပည့်တွေကပရမဆုံးတပည့်စัจ जा တရားကိုနာခွင့်ရတဲ့ယဟန်တော်၅ပါးထဲမှာအငယ်ဆုံးဖြစ်တဲ့ရှင်အတ္တစီမထေရမြတ်နဲ့တွေ့တဲ့အခါကျမှရှင်အတ္တစီရဲ့ယေရမဟေတုပ္ပဘောဒေသဟေတုံတထာဂတောအာဟတိသင်္စနိရောဓောဧဝံဝါဒီမသမနောလို့ဘုရားဝါဒအကြောင်းကိုချင်းချုပ်လေးပြောလိုက်တဲ့အခါမှာအကြောင်းနဲ့အကျိုးထူးခြားလေးနဲ့လာတဲ့သစ္စာတရားကိုကြားနာလျက်မှရှင်သာရိပုတ္တရာအလောင်းမှာအသိဉာဏ်ပွင့်ပြီးအမြင်မှန်ရလို့တန်တရားကင်းစင်ပြီးသောတပန်အဖြစ်ကိုရောက်ရှိသွားတာဖြစ်တယ်အကယ်၍သာရှင်အတ္တစိတ်တို့ဆရာရဲ့ဓမ္မအမှန်တရားကိုကြားနာခွင့်မရဘူးဆိုလို့ရှိရင်နိဗ္ဗာန်ရောက်ဖို့ဖြစ်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကိုရောမြတ်ကလည်းယထာဘုဒ္ဓံညာနာယတတ္ထာပရိယေတိတဘောဘုရားကိုယ်တိုင်ဟောခဲ့တဲ့သုတ်တံမှာယထာဘုဒ္ဓံညာနာယ
အမှန်ကန်သိတဲ့ဉာဏ်ဖြစ်ဖို့ရအတွက်တထလမ်းညွှန်ပြမဲ့ဆရာကိုပရိယေတိတတ်ပေါ်တွေ့အောင်ရှာရမယ်ဆရာနဲ့တွေ့မှအမှန်ကန်သိတဲ့ဉာဏ်ဆိုတာရနိုင်တာဖြစ်လို့နိဗ္ဗာန်ရခြင်းရင်လည်းအမှန်ကန်သိတဲ့ဉာဏ်မရှိရင်နိဗ္ဗာန်ကိုရနိုင်ဘူးဒါကြောင့်မို့အသိဉာဏ်ရဖို့အတွက်ဆရာကိုရှာရမယ်ဆိုတာမြတ်ဗုဒ္ဓရဲ့လမ်းညွှန်ပဲဖြစ်တယ်ဆရာကောင်းရှိမှနိဗ္ဗာန်ရသည်ဆိုတဲ့ဒီအဆိုပြုချက်ဟာတန်ယုတနိကေကောသလတန်ယုံမှာလာတဲ့ကလျာဏမိတ်တသုတ်ကိုအခြေပြုထားတဲ့စကားတစ်ခုသာလည်းဖြစ်တယ်ထို့သောရဲ့အဓိပ္ပာယ်ကတော့မြတ်စွာဘုရားဟောကြားတဲ့နိဗ္ဗာန်လမ်းပြတရားဟာမိကောင်းရှိတဲ့ပုဂ္ဂိုလ်အတွက်သာဖြစ်တယ်ဆိုတဲ့စကားပဲဆိုလိုတဲ့အဓိပ္ပာယ်ဖြောင်ပြောရင်မိကောင်းဆွေကောင်းဆိုသည်မှာဒီနေရာမှာဆရာကောင်းသမားကောင်းလို့ဒီလိုဆိုလိုတယ်ပေါ့မြတ်စွာဘုရားသည်ပင်နိဗ္ဗာန်လမ်းပြတဲ့အထဲမှာအကောင်းဆုံးကလျာဏမိတ်တာပုဂ္ဂိုလ်ဖြစ်တယ်ဘုရားကိုယ်တိုင်ကမမ္မဟိကလျာဏမိတ်တံအာဂမငါလိုကလျာဏမိတ်တနဲ့တွေးမှဆိုတဲ့စကားကိုသုံးတာရှိတယ်ပေါ့နော်ဒါကြောင့်မို့ကလျာဏမိတ်တဆိုသည်မှာဒီနေရာမှာတော့ဆရာကောင်းလို့ပြောရမှာဖြစ်တယ်ကိုယ့်ကိုနိဗ္ဗာန်လမ်းကိုညွှန်ပြမဲ့ဆရာကောင်းညွှန်ပြတဲ့လူရှိတဲ့မှရှိမှလမ်းမှန်လမ်းမဆိုတာသိနိုင်တယ်သိပြီးတဲ့နောက်ထိုလမ်းတိုင်လျှောက်ဖို့ရကြတော့ကိုယ်တော်ဝန်သားလေးဖြစ်တယ်ပေါ့တာဝန်ပိုင်းဟာနှစ်ခုရှိတယ်မင်္ဂန်နဲ့လမ်းကြောင်းကိုညွှန်ပြနိုင်ဖို့ကဆရာရဲ့အလုပ်ဖြစ်ပြီးထိုဆရာညွှန်ပြတဲ့လမ်းကြောင်းတိုင်လျှောက်လမ်းဖို့ကနိဗ္ဗာန်လိုချင်တဲ့ပုဂ္ဂိုလ်ရဲ့အလုပ်သာဖြစ်တယ်ဒါကြောင့်ဆရာကောင်းရှိမှဆိုတာအကြောင်းတစ်ခုကိုဖော်ပြတာဖြစ်တယ်အဓိကအရေးကြီးတယ်ဆရာကောင်းရှိပြီးတဲ့နောက်မှလမ်းကြောင်းမှန်ကိုသိမှဖြစ်လို့လမ်းကြောင်းမှန်သိမှနိဗ္ဗာန်ကိုရောက်နိုင်မှဖြစ်လို့နံပါတ်1အနေနဲ့ဆရာကောင်းနံပါတ်2အနေနဲ့ကိုယ်တိုင်လျှောက်လန်းခြင်းအဲ့တော့နိဗ္ဗာန်ရောက်ဖို့အတွက်အရေးကြီးဆုံးမူလဗုဒ္ဓပထမဖြစ်တဲ့ဆရာကောင်းရှိမှုကိုအကြောင်းပြုပြီးတော့ဆရာကောင်းရှိမှနိဗ္ဗာန်ရသည်လို့ဒီဆိုပြုတဲ့ဟာဒီသုတ္တန်အရာမှန်ကန်တဲ့ဆိုပြုတဲ့ရှိဖြစ်တယ်ဆရာကောင်းမရှိလို့ရှိရင်နိဗ္ဗာန်မရောက်နိုင်ဘူးဆိုတဲ့တစ်ဖက်ကအပြန်အဓိပ္ပာယ်ကိုလည်းပဲသိရှိကြမှာဖြစ်တယ်ရှင်သာရိပုတ္တရာလိုပညာကြီးတဲ့ပုဂ္ဂိုလ်ပင်ဖြစ်ပါစေရတောဂောသလို့ခေါ်တဲ့ဆရာရဲ့ဟောပြောလမ်းညွှန်မှုမရှိသေးသမျှသူ့ရဲ့အတွင်းအသိဉာဏ်ထက်မြက်မှုတွေမြင်မြပင်ကောင်းစိတ်ကမူမကြားဘူးတဲ့တရားကိုကြားဖို့ဆိုတာအမှန်တမ်းခဲရင်နဲ့မြတ်စွာဘုရားနဲ့ပိစိကဗုဒ္ဓကလွဲရင်စိတ်ဓာမယဉာဏ်နဲ့ဝိပဿနာအကျင့်ကိုကျင့်နိုင်တယ်ဆိုတာမရှိဘူးဒီဉာဏ်သုံးပါးနဲ့ပတ်သက်ပြီးတော့မှတ်သားစရာကသို့မဟုတ်ပညာတုဒ္ဓမယစိတ်ဓာမယဘာဝနာမယလို့သုံးမျိုးရှိတယ်မယဆိုတဲ့အဓိပ္ပာယ်ကဖြစ်စေတယ်လို့အဓိပ္ပာယ်ရတယ်တုဒ္ဓမယနာယူမှတ်သားသင်ကြားခြင်းကြောင့်ဖြစ်လာတဲ့အသိဉာဏ်ကိုတုဒ္ဓမယဉာဏ်လို့ခေါ်တယ်ဆရာတူရဲ့ဟောပြောမှုသွန်သင်မှုတွေကိုနားထောင်ပြီးတော့မှဝိပဿနာကျင့်စဉ်ကိုနားလည်ပြီးနိဗ္ဗာန်ရတာနိဗ္ဗာန်ရောက်နိုင်တယ်ပေါ့လေနိဗ္ဗာန်လမ်းကြောင်းကိုသိနိုင်သုဒ္ဓမယဉာဏ်အဲ့ဒီသုဒ္ဓမယဉာဏ်နဲ့စိတ်ဓာမယဉာဏ်ဆိုတာပ
ရတောအတုတ္တဝါလို့ဆိုတဲ့ဘုသူထံကမှမကြားဘူးပဲနဲ့ကိုယ်ပိုင်အတွေးနဲ့ရရှိလာတဲ့စိတ်ဓာတ်ဆိုတဲ့ကြံစည်မှုတသက်နဲ့နိဗ္ဗာန်လမ်းကြောင်းကိုသိစွမ်းနိုင်တဲ့အသိဉာဏ်ကိုရတယ်အဲ့ဒါစိတ်ဓာတ်မရဘာဝနာမရဉာဏ်ဆိုတာတော့လေ့ကျင့်အထောက်လို့ရလာတဲ့ကိုယ်ရင်နဲ့နှလုံးထဲမှာတတိတရားတွေဖြစ်အောင်တမာရီတွေဖြစ်အောင်ပညာတွေဖြစ်အောင်လေ့ကျင့်ပွားများအထောက်ရမှာဖြစ်တယ်အဲ့တော့တမန်ပုဂ္ဂိုလ်တွေအနေနဲ့ပိစိကဗုဒ္ဓနဲ့သမတဗုဒ္ဓဖရာအလောင်းတို့ကလွဲရင်သုတ္တမယဉာဏ်နဲ့ဘာဝနာမယဉာဏ်ကိုကူးပြောင်းပြီးတော့နိဗ္ဗာန်ကိုရယူကြပိစိကဗုဒ္ဓနဲ့ဖရာတို့ကြသူများစီကဉာဏ်သင်ယူမှုမပါဘဲနဲ့စိတ်ဓာတ်မရလို့ဆိုတဲ့ကိုယ်တိုင်ဆင်ញင်သုံးသပ်ခြင်းဖြင့်အသိဉာဏ်တစ်ခုကိုရလာနိုင်တယ်ပေါ့အဲ့ဒီနေရာမှာမှားပြီးတော့ပြောရတာလေးရှိတယ်မှားပြောတာကဘာလို့ဆိုရင်ဉာဏ်နာ၍ရရှိလာတဲ့ပညာသည်သုတ္တမယဉာဏ်ဉာဏ်စီယုံဖြင့်ရလာသောပညာသည်စိတ်ဓာတ်မယဉာဏ်လို့အဲ့ဒါလို့တမန်လေးပြောလို့ရှိရင်သုတ္တမယဉာဏ်စိတ်ဓာတ်မယဉာဏ်ဟာဒီသမအနေထားတစ်ခုနဲ့ပတ်သက်နေတယ်လို့ဖြစ်တယ်သို့တော့တရားဓမ္မနဲ့ပတ်သက်လာတဲ့အခါမှာသုတ္တမယဉာဏ်ဆိုတာသူများထံကသင်ယူမှတ်သားပြီးမှဖြစ်တဲ့ဉာဏ်ကိုနားထောင်ပြီးသင်ယူပြီးမှဖြစ်တဲ့ဉာဏ်ကိုသုတ္တမယဘသူထံကမှမသင်ရဘဲနဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့ဖြစ်တာစိတ်ဓာတ်မယဉာဏ်လို့စာပေကျမ်းမှာသုတ္တမယနဲ့စိတ်ဓာတ်မယကိုပရတောသုတ်တဝါပရတောအသုတ်တဝါအဲ့စကလုံးလေးပါတာကိုတတိထားမှာတမန်ရေးလိုက်လို့ရှိရင်တော့ဉာဏ်နာ၍ဖြစ်သောဉာဏ်သည်သုတ္တမယဉာဏ်ဉာဏ်စီ၍ဖြစ်သောဉာဏ်သည်စိတ်ဓာတ်မယဉာဏ်လို့တမန်ရေးလို့ရှိရင်ဒါငါအတွေ့နဲ့ငါဘက်ကိုစဉ်းစားပြီးတော့ဒီဉာဏ်ရတယ်လို့ထင်တတ်တယ်ပေါ့ဉာဏ်နာပြီးတဲ့နောက်မှာဉာဏ်နာပြီးတဲ့နောက်မှာစဉ်းစားတာမှန်သမျှလည်းပဲဒီစိတ်ဓာတ်မယမဟုတ်ဘူးတော့ဉာဏ်နာတဲ့ပုံမှာအခြေခံပြီးတော့လေ့ကျင့်တာဘာဝနာမယပဲဖြစ်တယ်စိတ်ဓာတ်မယလို့ခေါ်လို့မရဘူးအဲ့တော့သုတ္တမယနဲ့စိတ်ဓာတ်မယဆိုတာအခြေခံပညာနှစ်ရပ်လို့ပဲပြောလို့ရမှာဖြစ်ဘယ်ကိုသွားမှာတော့ဆိုရင်သုတ္တမယဘာဝနာမယစိတ်ဓာတ်မယဘာဝနာမယလို့ဒီလိုတွဲမဲ့ဟာနှစ်ခုအဲ့ဒါလို့သုတ္တမယဉာဏ်စိတ်ဓာတ်မယဉာဏ်ဘုရားအလောင်းနဲ့ပိစိကဗုဒ္ဓအလောင်းတို့သည်သာလဲကိုယ်ပိုင်ဉာဏ်နဲ့နိဗ္ဗာန်လမ်းကြောင်းကိုဖော်ဆောင်ပြီးတော့ထိုလမ်းကြောင်းအတိုင်းလျှောက်လန်းလို့နိဗ္ဗာန်ကိုသိမြင်ကြတာမြတ်စွာဘုရားကဓမ္မစကြာတရားဟောတဲ့အခါမှာဟောတော့ပုပ္ပေနာနုတုတေတုဓမ္မေတုဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ဘုသူစီကမှနာယုမတ္တသင်ကြားထားတာမဟုတ်ဘူးဘုသူစီကမှကြားပြီးဟောတာမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့ဖြစ်တယ်လို့သူဆိုအဲ့ဒါမျိုးဖြစ်ဒီနေရာမှာတချို့ကစောရကတက်တယ်ဘုရားလောင်းတော်ထွက်လာတဲ့အချိန်မှာအာလာရကာလမတို့ဥဒကရမဗုဒ္ဓတို့စီကိုမြတ်စွာဘုရားအလောင်းဟာတပည့်ခံပြီးတော့ကျင့်ခဲ့တယ်မဟုတ်လားမနဲ့အဲ့ဒီတပည့်ခံပြီးတော့ကျင့်တာကသမထကျင့်စဉ်သာလည်းဖြစ်တယ်
မြတ်စွာဘုရားကိုယ်ပိုင်ဉာဏ်နဲ့သိတာကဝိပဿနာကျင့်စဉ်ပဲဒါကြောင့်သမထကျင့်စဉ်ဟာဘုရားမပွင့်ခင်ကတည်းကရှိသမထကျင့်စဉ်တက်တက်နဲ့နိဗ္ဗာန်ဆိုတာမရောက်နိုင်ဘူးနိဗ္ဗာန်လမ်းကြောင်းကြီးကိုမဖော်ဆောင်နိုင်ဘူးဝိပဿနာလမ်းကြောင်းကမှနိဗ္ဗာန်ကိုဖော်ဆောင်နိုင်တာဖြစ်လို့နိဗ္ဗာန်ကိုဖော်ဆောင်တဲ့ဝိပဿနာလမ်းကြောင်းကိုတော့မြတ်စွာဘုရားသူကိုယ်တိုင်တွေ့တာဒါလည်းဖြစ်လို့ဒါကြောင့်မို့နမေအာစရိယောအဋ္ဌိငါမှာလမ်းပြမဲ့ဆရာမရှိဘူးကိုယ်ပိုင်ဉာဏ်နဲ့ဝိပဿနာနည်းစနစ်ကိုထုတ်ဖော်ပြီးတော့ကျင့်ကြံကြိုးကိုအထုတ်ခဲ့တာလို့ဒီလိုဟောတာဖြစ်တယ်မဟာပရိနိဗ္ဗာန်တုတ်မှနောက်ဆုံးအချိန်ကိဉ္ကုလခဝေတိဘယ်ဟာအပြစ်ကင်းတဲ့တရားဘယ်တရားဟာနိဗ္ဗာန်ကိုပို့ဆောင်နိုင်တယ်လဲ။ကိုကျင်နာခြင်းသိခြင်းဆိုတာတွေလုံးဝချုပ်ငြိမ်းပြီးတော့ဒုက္ခအဆုံးသတ်တဲ့နိဗ္ဗာန်ကိုဘယ်ဟာနိဗ္ဗာန်ရောက်ကြောင်းလဲလို့ရှားပွေလေ့လာနေတဲ့52နှစ်ကာလအတွင်းမှာတဲ့ညာယဓမ္မလို့ခေါ်တဲ့ဝိပဿနာတရားရဲ့တစိတ်တသေးသာဟောနိုင်တဲ့ဆရာတော်မတွေ့ခဲ့ဘူးလို့မြတ်စွာဘုရားလို့ဟောတယ်52နှစ်ဆိုဒီမှာတောထွက်ပြီးတရားရှာတာက6နှစ်ဘုရားဖြစ်သူရောက်ပြီးတဲ့နောက်45ဝါတရားဓမ္မလည်းဟောပြောတာက6နှစ်နဲ့45ပေါင်းပြီးတော့52နှစ်လို့ဓမ္မရေးရကိစ္စမှာမြတ်စွာဘုရားကိုယ်တိုင်ကဝိပဿနာတရားကိုဟောနိုင်တဲ့တစိတ်တသေးတာတောင်ဟောနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးလို့ပုံပွင့်လင်းလင်းမိန့်ကြားခဲ့တာဖြစ်တယ်ဒါကြောင့်မို့သမထနဲ့ဝိပဿနာပြောရမယ်ဆိုရင်သမထသည်မြတ်စွာဘုရားမပွင့်ခင်တည်းပေါ်ခဲ့တာဖြစ်တယ်သို့သောသမထဟာမလုံးရဘူးလားဆိုရင်တော့လုံးရမှာပဲတမာရီကိုဥစားပေးတာသမထတက်တက်နဲ့တန်တရားဝကလွတ်တယ်ဆိုတာတော့မရှိဘူးနိဗ္ဗာန်ကိုရောက်နိုင်တယ်ဆိုတာတော့မရှိဘူးဝိပဿနာလမ်းကြောင်းကတက်မှသာလေနိဗ္ဗာန်ဆိုတာရနိုင်တယ်ဆိုတာဒီအချက်တော့ကိုယ်ကိုယ်ပြပြနားလဲအောင်ဖြစ်တယ်အဲ့တော့ဝိပဿနာကျင့်စဉ်ဒီသာလဲ Buddhist origin လို့ပြောမှာဘုရားဘာသာရဲ့မူရင်းဘယ်ဘာသာမှမရှိခဲ့တဲ့မရှိနိုင်တဲ့လမ်းစဉ်ပဲဖြစ်တယ်လို့ဒါဖြင့်တခြားဘာသာတွေကရောနိဋ္ဌာလို့ဆိုတဲ့အဆုံးသတ်သို့မဟုတ်မောက္ခဆိုတဲ့လွတ်မြောက်မှုအဆင့်ကိုမဟောကြဘူးလားဆိုဟောတယ်ဟိန္ဒူဘာသာဝင်တွေကပြမဘုံကိုသူတို့ရဲ့လမ်းဆုံးပန်းတိုင်အဖြစ်ဟောတယ်ဒီကနေ့ခေတ်မှာလည်းပဲကောင်းကင်ဘုံကိုလမ်းဆုံးပန်းတိုင်အဖြစ်ဟောကြဘာသာတချို့ဘာသာတွေကတို့ဟောတယ်ယသိရရဲ့လမ်းဆုံးပန်းတိုင်ကဘယ်ဟာတော့ဆိုအဘဒရပြမဘုံဂျေဝါဒလို့ခေါ်တဲ့နိဂန္ဓဝါဒဒီနေ့အိန္ဒိယနိုင်ငံမှာထင်ရှားရှိနေသေးတဲ့နိဂန္ဓဝါဒရဲ့လမ်းဆုံးပန်းတိုင်သို့မဟုတ်နိဗ္ဗာန်ဘယ်ဟာတော့ဆိုရင်အသိဉာဏ်တတ်ဖို့အဲ့ဒါလို့နိဋ္ဌာဆိုတဲ့စကားလုံးရဲ့ဖွဲ့မှာနိစ္စဆိုတဲ့အဖွဲမှာသုလတိဟနာတာတုတ်လို့ထင်ပါတယ်အဲ့ဒီနိဋ္ဌာဆိုတဲ့စကားလုံးရဲ့အဖွဲမှာလမ်းဆုံးပန်းတိုင်ထားဖို့ချင်းမတူကြဘူးဘုရားဘာသာရဲ့လမ်းဆုံးပန်းတိုင်ကတော့နိဗ္ဗာန်ပဲနိဗ္ဗာန်ဆိုတာဘာတော့သဗ္ဗသင်္ခါရသမထောအကြောင်းကဖန်တီးပြီးတော့ပြုလုပ်ထားတဲ့သင်္ခါရတရားတွေလုံးဝချုပ်ငြိမ်းသွား
နေကသတိတန္တရံဆိုတဲ့ဂါထာမှာဝိသင်္ခါရကတံစိတ်တံဝိသင်္ခါရဝိပဿနာတရားရဲ့အာယုံကသင်္ခါရမက်ဆေ့ရဲ့အာယုံကြတော့ဝိသင်္ခါရမက်တုဖို့ရိုးရဲ့အာယုံကဝိသင်္ခါရအဲ့တော့သင်္ခါရဆိုတာတော့မမြဲတဲ့နေပယ်ကြီးပေါ့ဝိသင်္ခါရဆိုတာသင်္ခါရကင်းလွတ်သွားတဲ့ဟာကနိဗ္ဗာန်ဆိုတဲ့နေပယ်ပဲအဲ့ဒီနီးနဲ့နိဗ္ဗာန်ကိုအာယုံပြုကြည့်လို့ရတယ်ပေါ့ဓမ္မစကြာမှာနိဗ္ဗာန်ကိုဒုက္ခនិရောဓလို့ဒီလိုဟောတယ်တချို့သုတ္တန်တွေမှာဘဝនិရောဓောနိဗ္ဗာန်လို့ဘဝនិရောဓသည်နိဗ္ဗာန်ဘဝဆိုတာဖြစ်စေရတဲ့အကြောင်းကံကြောင့်ဖြစ်ပေါ်နေတဲ့ခန္ဓာ၅ပါးဖြစ်စေရတဲ့ကံအကြောင်းတရားကြောင့်ဖြစ်ပေါ်ရရှိလာတဲ့ခန္ဓာ၅ပါးကိုဘဝလို့ခေါ်တယ်အဲ့ဒီဖြစ်စေရတဲ့အကြောင်းရောဖြစ်ပေါ်လာတဲ့ခန္ဓာရောလုံးဝချုပ်ငြိမ်းသွားတာကိုနိဗ္ဗာန်လို့ခေါ်တယ်ဒီအဆင့်ကိုနိဗ္ဗာန်ကိုမှန်းဆလို့သိနိုင်အောင်ဒီစကားလုံးတွေကဖော်ပြတာဖြစ်တယ်သို့တော်လည်းတချို့အင်္ဂလိပ်လိုရေးတဲ့စာအုပ်တွေမှာဘယ်လိုရေးတော့ဆိုနိဗ္ဗာန်ဆိုတဲ့စကားလုံးကိုတဲ့လူတွေရဲ့ဝေါဟာရဘာသာစကားဖြင့်ဖော်ပြခြင်းကမတတ်နိုင်ဘူးဖော်ပြလို့မရဘူးလို့ရေးတယ်ဒီလိုရေးတာဘယ်အနေကူးဆက်လာတယ်လဲလို့ဆိုရင်ဟိန္ဒူဝါဒမှာပြမဆိုတာကိုပထမတော့ကောင်းကင်ဘုံကပြမကြီးကိုပြောတယ်နောက်ပိုင်းရောက်တဲ့အခါကျတော့ဖီလိုဆိုဖီအနေနဲ့ရှုမြင်သုံးသပ်လာတဲ့အခါမှာဖီလိုဆိုဖီအနေနဲ့ရှုမြင်သုံးသပ်လာတဲ့အခါမှာအဟမတ္တမိပြမဆိုပြမဆိုတာကောင်းကင်ဘုံမဟုတ်ဘူးငါကိုယ်တိုင်ပဲပြမလို့ဖြစ်လာဗျာပြောင်းလဲလာမှုတွေရှိတယ်ဖီလိုဆိုဖီဆိုတဲ့အတွေးခေါ်ကျမ်းတွေကမြတ်စွာဘုရားဟောတဲ့တရားလို့မှန်ကန်တာမဟုတ်ဘူးတဲ့မြတ်စွာဘုရားဟောတဲ့တရားမှမှန်ကန်တာဖြစ်တယ်အဲ့တော့ပြမဆိုတဲ့ဖန်ဆင်းရှင်ကြီးဒီပဲနေငါပဲလို့နောက်ပိုင်းမှာပြောလာကြပြီးနောက်ဆုံးမှာပြမဟာဘာလဲဆိုတာအတိအကျလူတွေရဲ့ဝေါဟာရနဲ့ဖော်ပြခြင်းကမတတ်နိုင်ဘူးဆိုတာနဲ့နေကုန်းချုပ်တာအဲ့ဒီကယူပြီးတော့ရေးပုံရတယ်နိဗ္ဗာန်ဆိုတာဟာလူဝေါဟာရနဲ့ဖော်ပြလို့မရဘူးဆိုရယ်အသုံးတွေသုံးလာကြတယ်ပေါ့ဒါလည်းသတိထားစရာတစ်ခုပေါ့နော်မြတ်စွာဘုရားကိုယ်တိုင်ကတော့သစ္စာလေးပါးမှာဒုက္ခនិရောဓလို့သုံးခဲ့တယ်တချို့သုတ်တန်တွေဘဝនិရောဓောနိဗ္ဗာန်ဆိုပြီးဘဝនិရောဓလို့သုံးခဲ့တာရှိတယ်နိဗ္ဗာန်ကြောင့်ဖွင့်ဆိုတဲ့ထို့သုတ်တန်တွေဒီဣတိယပါဠိတော်မှာလာတဲ့နိဗ္ဗာန်ပဋိသင်္ယုတ္တသုတ်တန်နေရှိတယ်အဲ့သုတ်တန်တွေမှာလည်းပဲနိဗ္ဗာန်အကြောင်းကိုဖော်ပြရေးထားတာရှိပေါ့အဲ့တော့လူဘသာစကားနဲ့ဖော်ပြခြင်းကမစွမ်းနိုင်ဘူးဆိုရင်မြတ်စွာဘုရားကတော့နိဗ္ဗာန်ကိုဝေါဟာရမတတ်ခဲ့ဘူးဆိုတဲ့အထိပ္ပယ်မျိုးရောက်သွားတယ်တကယ်ကတော့အဲ့လိုမဟုတ်ဘူးလောကမှာမြတ်စွာဘုရားရဲ့တရားတွေဟာလေးနဲ့တည်းမှန်ကန်တယ်သို့တော့သင်ယူမှတ်သားတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်အတွေးတွေနဲ့ရောဆက်လိုက်လို့ရှိရင်တော့လွဲမှားခြင်းလွဲမှားသွားနိုင်တယ်ဒါလည်းသတိထားအောင်ပါပဲအဲ့တော့ဘ
ဘုရားဘာသာဝင်သူတော်စင်တို့ရဲ့ခန္ဓာတွေလုံးဝချုပ်ငြိမ်းသွားတဲ့သို့မဟုတ်ဒုက္ခရဲ့အဆုံးသတ်အဲ့ဒီဒုက္ခရဲ့အဆုံးဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ဖို့အတွက်ဆရာကောင်းရှိရမယ်ဆိုတာကိုကရယနာမိတ်တသုတ်အရမှတ်သားနိုင်ယူပြီးတော့ကြည့်ကြကောသလမင်းကြီးကမြတ်စွာဘုရားထံမြတ်စွာဘုရားဇေရဝံကျောင်းမှာရှိနေတယ်ဆိုလို့ရှိရင်သူဟာမကြာခဏရောက်လာတတ်တယ်မြတ်စွာဘုရားနဲ့အလွန်ရင်းနှီးတယ်သို့တော့သူတရားဓုတော့ရမသွားဘူးသောတပန်တော့မဖြစ်ဘူးမြတ်စွာဘုရားကတော့သူ့ကိုဝိချပေးလဲရသေးတယ်နော်အစမ်းပဲပေါ်ပြီးတော့အစာကြည်လွန်အားကြီးပြီးတော့ဝိတ်တက်နေလို့မြတ်စွာဘုရားဝိချပေးခဲ့ရတယ်မြတ်စွာဘုရားနဲ့စိတ်ဓာတ်ရေးရအဖြစ်အလွန်ကိုယဉ်နှီးတယ်။ဘာကြောင့်ယဉ်နှီးတော့ဆိုတော့မြတ်စွာဘုရားကလည်းကောသလတိုင်းသားတာကဝိနည်းဆိုတာကောသလတိုင်းသားပဲကောသလတိုင်းထဲမှာပါဝင်တယ်။တက္ကတိုင်းလို့ဆိုတာတော့တကယ်အသေးလေးပါကောသလတိုင်းကြီးထဲမှာပါတဲ့တိုင်းကွဲလေးတစ်ခုလို့ပြောမှာကောသလတိုင်းသားချင်းဆိုလို့ရှိရင်ယဉ်နှီးကြတယ်တနည်းရောက်သွားလို့ရှိရင်ဖြာပုံကလူတွေကလည်းပဲဖြာပုံသားချင်းဆိုရင်ယဉ်နှီးတယ်မဟုတ်လားကောသလမင်းကြီးနဲ့မြတ်စွာဘုရားတို့ဟာကောသလတိုင်းသားချင်းဖြစ်သည့်အတွက်ကြောင့်ဒီအကြောင်းကိုခြေခံပြီးတော့ယဉ်နှီးတယ်နောက်တစ်ခုကတော့မြတ်စွာဘုရားနဲ့ကောသလမင်းကြီးတို့ဟာတတူရွယ်တူဖြစ်တယ်နောက်ဆုံးအချိန်မှာကောသလမင်းကြီးကိုယ်တိုင်ကလျှောက်တယ်အရှင်ဘုရားလည်းအသက်80တဲ့တပည့်တော်လည်းအသက်80ဆိုတဲ့စကားရှိတယ်တတ်တော်ရဲ့တတူရွယ်တူဆိုတဲ့အခါမှာပို့ပြီးတော့ပွင့်လင်းပြီးယဉ်နှီးတယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားစီရောက်လာတဲ့အခါမှာသူစိတ်ကူးရတဲ့အကြောင်းအရာလေးတစ်ခုကိုရှောက်တယ်သူစိတ်ကူးထဲမှာဘာပေါ်တော့ဆိုတော့မြတ်စွာဘုရားဟောတဲ့တရားတွေဟာအလွန်မှန်နေအလွန်မှန်ကန်တဲ့တရားဖြစ်တယ်သို့တော့အဲ့ဒီမှန်ကန်တဲ့တရားဟာဆရာကောင်းရှိသူအတွက်သာအကျိုးဖြစ်တယ်သူအတွေ့အကြုံသူကစိတ်ကူးထဲမှာအဲ့လိုပေါ့ဟုတ်တာပေါ့စဉ်းစားကြည့်လို့ရှိရင်ဆေးကောင်းဝါကောင်းဆိုတာသူကသူပလင်းနဲ့ထည့်ထားဆေးကောင်းဖြစ်တာမှမဟုတ်တာတောက်မှယောဂပြောင်းမှာပေါ့အဲ့တော့ဆေးသည်တောက်သူအတွက်သာဆေးကောင်းမတောက်တဲ့သူအတွက်ဆေးကောင်းလို့ပြောလို့မရဘူးနော်အဲ့တော့ဒီအဓိပ္ပာယ်ပဲမြတ်စွာဘုရားဟောတဲ့တရားဟာလုံးမှန်ကန်တယ်အကြောင်းနဲ့အကျိုးနဲ့သို့တော့အဲ့ဒီမှန်ကန်တဲ့တရားသည်ကလျာဏမိတ်္တဆိုတဲ့မိတ်ကောင်းဆွေကောင်းဆရာကောင်းရှိသူအတွက်သာဖြစ်တယ်လို့တပည့်တော်စဉ်းစားမိတယ်ဗျာဆိုတော့မြတ်စွာဘုရားကဟုတ်တာပေါ့မဟာရာဇာဧဝမေတ္တံမဟာရာဇဧဝမေတ္တံမဟာရာဇဒီအတွေ့ဟာမှန်တာပေါ့တဲ့ငါဟောတဲ့တရားဟာဘလို့ပဲမှန်မှန်ကန်ကန်ဟောဆရာကောင်းသမားကောင်းရဲ့လမ်းညွှန်ချက်နဲ့မှသာလဲအကျိုးသက်ရောက်မှုဖြစ်မှာဖြစ်တယ်ဒါကြောင့်မို့ဆရာကောင်းမိတ်ကောင်းဆွေကောင်းရှိသူအတွက်သာဖြစ်တယ်အဲ့တော့ဒီနေရာမှာနိဗ္ဗာန်ဟာဆရာကောင်းရှိတဲ့လူရဲ့အတွက်သာဖြစ်တယ်ဆရာကောင်းမရှိဘူးဆိုရင်နိဗ္ဗာန်မရနိုင်ဘူး
မိကောင်းဆွေကောင်းမရှိဘူးဆိုရင်လည်းနိဗ္ဗာန်ကိုလမ်းပြမဲ့လူမရှိသည့်အတွက်ကြောင့်မရောက်နိုင်ဘူးလို့ပြောဖြစ်အဲ့ဒီအိဗယ်နဲ့အဲ့ဒီအိဗယ်နဲ့ကောသလမင်းကြီးကလျှောက်တာကိုမြတ်စွာဘုရားထောက်ခံပြောကြားပြီးတော့ရှင်းပြတယ်မင်းကြီးတဲ့ငါဟာတက္ကတိုင်ကနဂရကဆိုတဲ့ဏိကုံးရွာလေးမှာနေတုန်းကအနန္ဒာဆိုတဲ့ယဟန်ကငါစိတ်လာပြီးတော့ငါ့ကိုလျှောက်တယ်ဥပဒ္ဒမိဒံပြမစရိယတယတိတံကလျာဏမိတ္တတာမိကောင်းဆွေကောင်းဆရာကောင်းရှိတယ်ဆိုတာဟာမြတ်စွာဘုရားရဲ့မှန်ကန်တဲ့လမ်းစဉ်ချမှတ်ထားတယ်မှန်ကန်တဲ့အကျင့်အဖို့ဆရာကောင်းကတဝက်ပဲအကျိုးပြုပါတယ်ကျန်တဲ့တဝက်ကကိုယ်တိုင်ကျင့်ကြံကြုတ်ကိုအထောက်မှရပါတယ်ဆိုလိုတာကဆရာကလမ်းပြတာကတဝက်ကိုယ်တိုင်ကြိုးစားရမှာကတဝက်50-50ပေါ့50-50ရှန္ဒနာကအဲ့လိုဆိုလိုတယ်ဆရာကဘယ်လိုပဲလမ်းပြကိုယ်တိုင်ကမကြိုးစားဘူးဆိုပြီးတော့ဆိုရင်နိဗ္ဗာန်မရဘူးကိုယ်တိုင်ကကြိုးစားတော့လည်းပဲမှန်ကန်တဲ့လမ်းကြောင်းပြမဲ့ဆရာမရှိဘူးဆိုလည်းမရောက်ဘူးဒါကြောင့်မို့နိဗ္ဗာန်ရောက်ဖို့အတွက်ဆရာကောင်းလေးရှိရမယ်ကိုယ်တိုင်လည်းကြိုးစားရမယ်အဲ့ဒါကြောင့်မို့လို့50-50 50စီရာခိုင်နှုန်း50စီဖြစ်ပါတယ်မြတ်စွာဘုရားစီလျှောက်တဲ့အခါမြတ်စွာဘုရားကလက်မခံဘူးမာဟေဝံအနန္တမင်းဒီလိုမပြောနဲ့မိကောင်းဆွေကောင်းကနိဗ္ဗာန်ရဖို့ရအတွက်တဝက်အကျိုးပြုတယ်လို့မပြောနဲ့တကယ်ကတော့မိကောင်းဆွေကောင်းဆရာကောင်းသည်ရာခိုင်နှုန်းပြည့်အကျိုးပြည့်တယ်လို့ပဲပြောရမယ်ဒီနေရာမှာလဲရှန္ဒနာစကားနဲ့မြတ်စွာဘုရားစကားကွဲလွဲနေတာကိုသဘောပေါက်နားလည်အောင်မှတ်သားဖို့လိုအပ်တယ်ထက္ကရာကြီးကရှင်းပြရှင်အနန္ဒာကမခွဲတဲ့နာကိုသွားခွဲတယ်တဲ့ကဲလူတွေလည်းခွဲကြည့်အောင်လူတယောက်ကိုမိဘနှစ်ပါးကမွေးဖွားလာတယ်ကိုယ့်ကိုယ်ပဲစစ်ကြည့်အမေစီကရာခိုင်နှုန်းဘလောက်အဖေစီကရာခိုင်နှုန်းဘလောက်လို့ပြောလို့ရမလားလူတယောက်ဟာမိဘကမွေးလာတာမှန်တော့လည်းပဲအမေစီကရာခိုင်နှုန်းဘလောက်အဖေစီကရာခိုင်နှုန်းဘလောက်ဆိုတော့ခွဲလို့မရဘူးတဲ့ဒီနေရာမှာလည်းပဲတရားထုတရားမြတ်ရသွားတယ်ဆိုတဲ့အခါမှာဆရာရဲ့သင်ပြမှုကဘလောက်ကိုယ်တိုင်အထုမှုကဘလောက်ဆိုတာခွဲလို့မရဘူးခွဲခြားရမယ့်နေရာမျိုးမဟုတ်ဘူးဒါကြောင့်မြတ်စွာဘုရားကမင်းဒီစကားမပြောနဲ့မြတ်သောအကျင့်ကိုကျင့်ပြီးနိဗ္ဗာန်ရတယ်ဆိုတာဟာရာခိုင်နှုန်းပြည့်ကလျာဏမိတ်တလို့ခေါ်တဲ့ဆရာကောင်းသမားကောင်းပေါ်မှာတည်တယ်ဆိုပြီးမြတ်စွာဘုရားအလိုဟောခဲ့တာနော်ကလျာဏမိတ်တဆိုတာအဲ့ဒီပေါ်မှာတည်တာတဲ့ဘာကြောင့်လို့ဆိုလို့ရှိရင်ကလျာဏမိတ်တရှိတဲ့ပုဂ္ဂိုလ်ဒီသာလင်းဗြဟ္မစရိယလို့ခေါ်တဲ့မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြုတ်ကိုအထောက်မှာဖြစ်တယ်ဗြဟ္မစရိယဆိုတဲ့မဂ္ဂင်၈ပါးအကျင့်တရားဆရာကမပြဘူးဆိုရင်ဘယ်လိုလုပ်အထောက်ဥပမာမယ်မြတ်စွာဘုရားမပွင့်ခင်ကမဂ္ဂင်၈ပါးအကျင့်တရားဟောကြားမဲ့ပုဂ္ဂိုလ်မရှိဘူးမရှိသည့်အတွက်ကြောင့်နိဗ္ဗာန်လမ်းစကိုမသိနိုင်ကြဘူး
နိဗ္ဗာန်လမ်းဟာဖုံးကွယ်နေတယ်မြတ်စွာဘုရားပေါ်လာတဲ့အခါမှာနိဗ္ဗာန်သွားခြင်းဟာဒီမဂ္ဂင်7ပါးလမ်းကသွားလို့ဆိုပြီးလမ်းပြလိုက်မှဉာဏ်တဲ့ပုဂ္ဂိုလ်တွေကရှောက်ရတာဖြစ်တယ်ပေါ့ဒါကြောင့်ကလျာဏမိတ်တလို့ခေါ်တဲ့ငါကိုယ်တိုင်ကလမ်းညွှန်ပြသထားတဲ့မဂ္ဂင်7ပါးအကျင့်ကိုကျင့်နေဆိုတဲ့ပုဂ္ဂိုလ်ဟာရာခိုင်နှုန်းပြည့်ကလျာဏမိတ်ဆွေလို့ခေါ်ရမယ်ဆရာသမားပေါ်မှာတည်တယ်လို့မြတ်စွာဘုရားဒီလိုမိန့်ကြားခဲ့တာဖြစ်တယ်ပေါ့အဲ့ဒီမိန့်ကြားချက်ကိုရှန္ဒနာရဲ့နှလုံးသွင်းအတွေးနဲ့မြတ်စွာဘုရားရဲ့မိန့်မှချက်ဒီနှစ်ခုကိုနိုင်ချိန်ကြည့်ကြရမှာဖြစ်တယ်ရှန္ဒနာရဲ့အတွေးကတာမန်တွေးတဲ့အတွေးမျိုးဖြစ်တယ်ကိုယ်လည်းလောက်ရတာမှန်တယ်ဆရာရဲ့လမ်းပြတာလည်းမှန်တယ်မမှန်မှုတော့မဟုတ်သို့တော့သိလာတဲ့ပညာဟာဆရာကပေးတာတဝက်ကိုယ်တိုင်ကြိုးစားတာတဝက်လို့ဘယ်သူကခွဲပြလို့ရမလဲခွဲလို့မရဘူးခွဲလို့မရနိုင်ဘူးမိဘနှစ်ပါးကမွေးလာတဲ့သာသမီသည်အဖေစီကရာခိုင်နှုန်းဘလောက်အမေစီကရာခိုင်နှုန်းဘလောက်ဆိုတာခွဲလို့မရသလိုပဲဒါခွဲခြားရမယ့်အရာမဟုတ်ဘူးတဲ့ရာခိုင်နှုန်းပြည့်ဆရာဘောမှာမူတည်တယ်လို့သူတို့ဆိုလို့မြတ်စွာဘုရားကအဲ့ဒါလို့ရှင်းပြကလျာဏမိတ်တဆိုတဲ့ငါဘုရားကိုအမိပြုပြီးတော့တဲ့စာတိသဘောရှိကြတဲ့မွေးဖွားခြင်းသဘောရှိတဲ့တရားတွေဟာမွေးဖွားခြင်းကလွတ်မြောက်ကြတယ်။အိုခြင်းသဘောရှိတဲ့တရားတွေဟာအိုခြင်းသဘောကလွတ်မြောက်သွားကြတယ်။နာခြင်းသဘောရှိတဲ့တရားတွေဟာနာခြင်းတရားကလွတ်မြောက်ကြတယ်။သိခြင်းသဘောရှိတဲ့တရားတွေဟာသိရတဲ့သဘောဝါကနေလွတ်မြောက်သွားကြတယ်။ထို့တူပဲသောကပရိဒေဝဒုက္ခဒေါမနတဥပယတလို့ယင်းထဲမှာသောကဖြစ်ခြင်းငိုကြွေးရခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းစိတ်ပင်ပန်းခြင်းဆိုတဲ့ဒီဆင်းရဲဒုက္ခရှိနေတဲ့ဒီသဘာဝတွေရှိနေတဲ့တရားဝါတွေဟာဒီသဘာဝတွေကလွတ်မြောက်သွားကြတယ်ငါဘုရားကိုအကြောင်းပြုပြီးတော့ဒီတရားဝါတွေဟာလွတ်မြောက်သွားကြတာဖြစ်တယ်လို့မြတ်စွာဘုရားကသူကိုယ်တိုင်မိန့်တော်မူတဲ့တရားဆရာခေါင်းရှိမှသာနိဗ္ဗာန်ကိုရနိုင်တယ်ဆိုတာအတိအလင်းရှင်းလင်းဖော်ပြခဲ့တာပဲဖြစ်တယ်ပေါ့ကဲဒီနေရာမှာမဂ္ဂင်7ပါးအကျင့်တရားကိုမြတ်စွာဘုရားကရှင်းလင်းပြတဲ့အခါမှာမဂ္ဂင်7ပါးအကျင့်တရားလို့ဆိုတာကိုပဲသိဖို့ဟာဆရာကပြမှသိနိုင်တယ်အဲ့ဒီကျင့်တရားကိုမှန်ကန်တဲ့ကျင့်စဉ်နဲ့ကျင့်ကြံကြုတ်ကိုအထောက်ရမယ်စာပေကျမ်းကမှာဗာပြောထားတော့ဆိုဆရာကောင်းသမားကောင်းရှိတဲ့ပုဂ္ဂိုလ်ဟာတဲ့သမ္မာဒိဋ္ဌိအမှန်မြင်ခြင်းဆိုတဲ့ဒီအသိဉာဏ်တစ်ခုရင့်ကျက်လာအောင်ဘယ်ပေါ်မှာအခြေခံပြီးတော့တိုးတက်ပွားများလာအောင်လုပ်ရတယ်လေစာပေမှာပြောတာဘယ်လိုပြောတော့ဆိုသမ္မာဒိဋ္ဌိဘာဝေတိဝိဝေကဒိဋ္ဌိတံဝိရာခဒိဋ္ဌိတံနိရောဓဒိဋ္ဌိတံဝတ္တခပရိနာမေဒီသမ္မာဒိဋ္ဌိဆိုတဲ့ဟာလေးကစကလုံးလေးကတစ်လုံးနဲ့ပဲဖြစ်တော်လဲပဲအင်တမကျဲဝန်းနေပေါ့ဒီမကနဲ့အမြင်ဆိုတာဘာကိုခေါ်တာလဲဆိုအချင်းချင်းအပြင်ပြောမယ်ဆိုရင်သမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်ဆိုတာ
သစ္စာ၄ချက်အမှန်တရားကိုပဲပြောတာဖြစ်တယ်ဒုက္ခေညာဏဒုက္ခသမုဒိညာဏဒုက္ခនិရောဓညာဏဒုက္ခនិရောဓကဝိနိပฏิပဒါယညာဏဒုက္ခသစ္စာကိုသိတဲ့ဉာဏ်ဒုက္ခကိုဒုက္ခလို့သိတယ်ဒုက္ခဖြစ်ကြောင်းတရားကိုလည်းသိတယ်ဒုက္ခချုပ်ရနိဗ္ဗာန်ကိုလည်းသိတယ်ဒုက္ခချုပ်ကြောင်းအကျင့်တရားကိုလည်းသိတယ်အဲ့ဒီသိတဲ့ဉာဏ်ကိုသမ္မာဒိဋ္ဌိလို့ခေါ်တယ်လို့ပါဠိတော်တွေမှာလည်းပဲဒီတိုင်းဖွင့်ဆိုတယ်အဘိဓမ္မာကျတော့ဒီတဲ့ပို့သေးတယ်လို့ပြောရမှာပေါ့အဝိဇ္ဇာအဖွင့်နဲ့ရှင်ကြည့်မယ်ဆိုလို့ရှိရင်မသိမှုဆိုတာဒုက္ခသမုဒယនិရောဓမေက္ခဆိုတဲ့သစ္စာလေးပါးကိုမသိတာရဲ့အတိတ်ကခန္ဓာ၅ပါးကိုမသိတာရဲ့အနာဂတ်ခန္ဓာကိုမသိတာရဲ့အတိတ်နာကနှမျိုးကိုမသိတာရဲ့ပဋိစ္စသမုပ္ပါဒ်ကိုမသိတာရဲ့လို့အဲ့ဒီမသိအောင်ဖုံးကွယ်ထားတဲ့အဝိဇ္ဇာတရားကိုဒုက္ခေအညာဏစသည်ဖြင့်ဟောတယ်မသိတာကင်းပြောက်ပြီးတော့သိသွားတဲ့ဒီဉာဏ်ကိုတော့သမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီသမ္မာဒိဋ္ဌိရဘယ်လိုအထောက်အသမ္မာဒိဋ္ဌိဟာအဓိကပဲသမ္မာဒိဋ္ဌိရအောင်အခြေခံနေရပါတယ်တုံးဆိုသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝဆိုတဲ့ကိုကျင့်သီလကိုရှေးဥစွာကိုယ်တဏ္ဍမှာဖြစ်အောင်လုပ်ရမယ်ပြီးတဲ့အခါမှာသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့သမာဓိကိုရအောင်ကြိုးစားအထောက်ရမယ်ပြီးပြီဆိုမှသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဆိုတဲ့ဒီနှစ်ခုပွားများအထောက်တာသီလသမာဓိပညာလို့မဂ္ဂင်၈ပါးဆိုတာခွဲခြားလိုက်မယ်ဆိုရင်အုပ်စု၃ခုရှိတယ်သို့တော့ဒီအုပ်စု၃ခုဒီရှေ့ပိုင်းမှာအခုလိုရှိတော့လည်းပဲနိဗ္ဗာန်ကိုကိလေသာတွေကိုဖယ်ရှားတဲ့အဆင့်မဲ့အဆင့်အရိယာမဲ့အဆင့်ရောက်သွားတဲ့အခါမှာတပြိုင်နက်ဖြစ်တယ်အလုံးတပြိုင်နက်ဖြစ်တယ်ဆိုတာလုပ်ငန်းကိစ္စတစ်ခုပြီးသွားလို့ဖြစ်တယ်လို့ပြောတာလုပ်ငန်းတစ်ခုမလုပ်သေးလို့ရှိရင်သူ့အပိုင်းနဲ့သူပြောရတာဘယ်ဟာဖြစ်မပြီးသေးဘူးဘယ်ဟာဖြစ်မပြီးသေးဘူးအလုံးပြီးသွားလို့ရလဒ်တစ်ခုထွက်လာလို့ရှိရင်တော့တပြိုင်နက်ပြီးသွားတယ်လို့ပြောတာအဲ့တော့ရှေ့ပိုင်းကျင့်စဉ်အနေနဲ့သီလကျင့်ရမယ်သမာဓိကျင့်ရမယ်ပြီးတဲ့အခါမှာပညာနောက်ပိုင်းမှာမစိတ်ပေါ်လာပြီဆိုလို့ရှိရင်ကတော့အလုံးဟာတပြိုင်နက်ဖြစ်တယ်ဒါကိုဒီတဲ့နည်းနည်းရှင်းရှင်းပြောရမယ်ဆိုလို့ရှိရင်ဝိပဿနာကျင့်နေတဲ့အခိုက်မှာမဂ္ဂင်၈ပါးဟာတစ်ခုစီတစ်ခုစီပဲဖြစ်တယ်အလုံးတပြိုင်နက်မဖြစ်ဘူးသို့တော်လည်းဝိပဿနာကိုပုပ္ပပါခမဲ့လို့ခေါ်တယ်ဝိပဿနာအကျင့်ကိုကျင့်တဲ့အခါမှာသမ္မာဒိဋ္ဌိဖြစ်တယ်သမ္မာသင်္ကပ္ပဖြစ်တယ်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတာတွေဟာသူအပိုင်းလိုက်ဖြစ်ကြတော့လေဝိပဿနာဉာဏ်လမ်းဆုံးလို့မက်ဆေ့ပေါ်လာပြီဆိုတဲ့အချိန်ကျတော့ဒီရှစ်ခုလုံးဟာတဆူတဲ့တစ်ပြိုင်နဲ့ဖြစ်သွားတယ်အဲ့ဒီအဆင့်ရောက်သွားတယ်ပရမတော့တစ်ခုစီတစ်ခုစီသွားတယ်အဲ့ဒီတစ်ခုစီတစ်ခုစီသွားပုံလေးနောက်ဆုံးဆင့်ရောက်သွားပုံလေးကိုအထက်ကရာရှင်းပြထားတယ်တတေငါနေတိတဝိဝေကနေတိတဝိရာဂနေတိတនិရောဓနေတိတသမ္မာဒိဋ္ဌိကိုရင့်ကျက်လောက်အောင်ဘာနဲ့လောက်တုံးဆို
နိဗ္ဗာန်အစစ်မဲ့အစစ်ပေါ်လာသည်ထီအောင်လောကုတ္တရာမဲ့ပေါ်လာသည်စီအောင်ဝိပဿနာသမ္မာဒိဋ္ဌိအနေနဲ့ကဝိဝေကဆိုသည်မှာ၅မျိုးရှိတယ်တတိငါဝိဝေကဝိခံမနာဝိဝေကသမုစေရဝိဝေကနေတရဏဝိဝေကပฏิပတ်တတိဝိဝေကတို့ကျန်တဲ့ဝိရာဂနိရောဓဒါလည်းပဲဒီတိုက်ပဲခွဲတယ်ပေါ့ဝိဝေကနေတိတံဝိရာဂနေတိတံနိရောဓနေတိတံအဲ့တော့ဒီနေရာမှာသဘောပေါက်အောင်ပြောရမယ်ဆိုလို့ရှိရင်ဝိပဿနာကျင့်ပြီဆိုတဲ့အခါသမ္မာဒိဋ္ဌိကသင်္ခါရယုံ nant တရားလို့ဆိုတဲ့သင်္ခါရအာယုဘောမှာမမြဲတဲ့သဘောဆင်းရဲတဲ့သဘောကိုမပိုင်တဲ့သဘောတွေအဲ့ဓာတွေကိုဆိုင်ရာရှုမှတ်တဲ့အချိန်လေးမှာသိသွားတယ်ဘယ်လိုသိသွားတော့ဆိုမမြဲတာကိုသိလိုက်တဲ့အချိန်လေးမှာမြဲတယ်လို့ဆိုတဲ့အထင်လေးဟာကင်းလွတ်သွားတယ်အဲ့ဒါတတိငါဝိကလို့ခေါ်တယ်မမြဲဘူးလို့အနိစ္စလို့ရှုလိုက်တဲ့အခိုက်လေးမှာမြဲတယ်ဆိုတဲ့ငကိုယ်တော့ကအထင်ကြီးဟာပျောက်သွားတယ်ဆင်းရဲတယ်လို့ဝိပဿနာဉာဏ်နဲ့ရှုမြင်လိုက်တဲ့အခိုက်လေးမှာချမ်းသာတယ်ဆိုတဲ့အထင်ဟာပျောက်သွားတယ်ကိုယ်မှလုံးနိုင်စွာမရှိဘူးလို့ကိုယ့်ရဲ့အလိုတိုင်းမဖြစ်ဘူးလို့အနတ္တရှုမြင်လိုက်တဲ့အချိန်လေးမှာကိုယ်အလိုတိုင်းဖြစ်တယ်လို့ခေါ်တဲ့ထင်လာခဲ့တဲ့အတ္တတင်ညာဟာအဲ့ဒီခိုက်လေးမှာပျောက်သွားတယ်တတိငါဆိုတာတခဏကိုပြောတာမဟုတ်ဘူးနော်ညမာဒီမှာတော့တတိငါနဲ့တခဏလွဲပြီးတော့ပြောနေကြတယ်တတိငါဆိုတာဆိုင်ရာအကြောင်းနဲ့ဆိုင်ရာတရားတွေကိုဖယ်ရှားသွားခြင်းလို့ဆိုလိုတယ်ပေါ့နော်တေနအင်္ဂေနဘာနာဆိုလိုတဲ့တရင်ငါရဲ့အဓိပ္ပာယ်ကအနိစ္စလို့ရှုရင်နိစ္စတင်ညာကိုဖယ်နိုင်တယ်ဒုက္ခလို့ရှုရင်ဒုက္ခတင်ညာပျောက်တယ်အနတ္တလို့ရှုရင်အတ္တတင်ညာပျောက်သွားတယ်ဆိုလိုတာကအနိစ္စတင်ညာဖြင့်နိစ္စတင်ညာကိုဖယ်တယ်ဒုက္ခတင်ညာဖြင့်ဒုက္ခတင်ညာကိုဖယ်တယ်အနတ္တတင်ညာဖြင့်အတ္တတင်ညာကိုဖယ်တယ်လို့အဲ့ဒါလို့သူ့အကြောင်းလေးနဲ့သူဖယ်သွားတာကိုတရေငါလို့ခေါ်တယ်အဲ့ဒါလို့ဖယ်လိုက်တဲ့အချိန်လေးမှာဒီနိစ္စတင်ညာဒုက္ခတင်ညာအတ္တတင်ညာဆိုတဲ့မှားယွင်းတဲ့အရာများသည်အသိဉာဏ်နဲ့မှာလက်ခံမထားပဲနဲ့ကင်းကွာလွတ်မြောက်သွားခြင်းဟာဝိဝေကလို့ခေါ်တယ်အဲ့ဒီမှားယွင်းတဲ့အသိဉာဏ်တွေချုပ်ငြိမ်းသွားခြင်းသည်နိရောဓဝိရာဂကင်းပြတ်သွားခြင်းသည်ဝိရာဂချုပ်ငြိမ်းသွားခြင်းသည်နိရောဓလို့ဝိပဿနာရှုနေတဲ့အချိန်မှာဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်ဖြစ်ပြီးဆိုတဲ့အခါမှာအဲ့ဒီဝိပဿနာသမ္မာဒိဋ္ဌိဉာဏ်သည်အပိုင်းလိုက်အကန့်လိုက်ချုပ်သွားတာပဲဖြစ်တယ်ဝိဝေကဆိုတာကင်းလွတ်သွားခြင်းနိရောဓဆိုတာချုပ်ငြိမ်းသွားခြင်းဝိရာဂဆိုတာကင်းပြတ်သွားခြင်းနိရောဓဆိုတာချုပ်ငြိမ်းသွားခြင်းအဲ့ဒီလိုကင်းလွတ်သွားခြင်းချုပ်ငြိမ်းသွားခြင်းကွင်းပြတ်သွားခြင်းသည်အပိုင်းလိုက်ဖြစ်တာဖြစ်သောကြောင့်ဝိပဿနာအခိုက်မှာသမ္မာဒိဋ္ဌိဘဝေတိဝိဝေကနေတိတံဝိရာဂနေတိတံနိရောဓနေတိတံဒီလိုဆိုလိုတာဖြစ်တယ်တခါဝတ္တကပြိဏမေ
အဲ့ဒါလို့ဝိပဿနာဉာဏ်ဟာရင့်တန်တိုးတက်လာပြီဆိုတဲ့အခါမှာဘာဖြစ်တုံးဆိုမဲ့ပေါ်လာတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ဒီရင့်တန်လာတဲ့အသိဉာဏ်သည်ဝတ္တကလို့ဝတ္တကပြိဏမိန်ဆိုတာစွန့်လွတ်ခြင်းဖယ်ရှားစွန့်လွတ်နိုင်ဖယ်ရှားနိုင်လောက်အောင်ရင့်ကျက်သွားပထမမရင့်ကျက်သေးဘူးဆိုလို့ရှိရင်တော့အခိုက်တန်းကလေးတွေပဲဖြစ်နေဦးမယ်တမ္မာဒိဋ္ဌိဟာနောက်ဆုံးကြတဲ့အခါကျတော့ရင့်ကျက်သွားပြီဆိုတဲ့အခါမှာဆိုပါစို့မဲ့အခက်ရောက်ပြီဆိုရင်မာယွင်နေတဲ့နေသတင်ညာဒုက္ခတင်ညာအတ္တတင်ညာကိုစွန့်လွတ်ဖယ်ရှားပြီးအနိစ္စဒုက္ခအနတ္တလို့မြင်ပြီးတဲ့အခါမှာနိဗ္ဗာန်လမ်းကြောင်းထိအောင်ဝင်သွားနိုင်တဲ့အတိုင်းအတာတစ်ခုဖြစ်သွားတယ်ဆိုလိုတာဝိပဿနာတရားအာမထုတ်ပဲနဲ့မဲ့ဆိုတာမရဝိပဿနာကျင့်စဉ်လို့ခေါ်တဲ့ပုဗ္ဗဘာကမဲ့ကိုကျင့်မှထိုပုဗ္ဗဘာကမဲ့စွမ်းအားတက်လာပြီဆိုရင်လောကုတ္တရာမဲ့ကိုစိုက်ထိသွားတယ်အဲ့ဒီလောကုတ္တရာမဲ့စိုက်ထိသွားပုံကိုဝတ္တကပြိဏမိန်အဲ့ဒီဝတ္တကပြိဏမိန်ဝတ္တကဆိုတဲ့စကားလုံးကအဓိပ္ပာယ်နှစ်ခုစွန့်လွတ်ခြင်းနဲ့ပြေးဝင်ခြင်းစွန့်လွတ်ခြင်းနဲ့ဝင်ရောက်သွားခြင်းသင်္ခါရအာယုံကိုစွန့်လိုက်တယ်သင်္ခါရကင်းရနိဗ္ဗာန်ဘက်ကိုပို့ပေးလိုက်တယ်အလုံးနှစ်ခုပေါ့သင်္ခါရအာယုံကိုလည်းပဲစွန့်နိုင်တယ်နိဗ္ဗာန်ကိုလည်းရောက်အောင်ပို့ပေးလိုက်နိုင်တယ်အဲ့ဒါကိုဝတ္တကပရိစ္ဆာကဝတ္တကပက္ခန္ဒနာဝတ္တကအဲ့ဒါလို့သင်္ခါရအာယုံကိုစွန့်လွတ်ခြင်းနိဗ္ဗာန်သို့ပို့ဆောင်ပေးခြင်းတစ်ခုကိုဖယ်ပြီးတော့တစ်ခုကိုတွန်းထုတ်လိုက်သလိုကိလေသာတွေကိုဖယ်ပလိုက်ပြီးတော့အဟံတာကိလေသာတွေကိုဖယ်ပြီးတော့အသိဉာဏ်ကိုနိဗ္ဗာန်နဲ့ထီအောင်ရောက်အောင်ပို့လိုက်တာကိုပဲဝတ္တကလို့ခေါ်တယ်အဲ့ဒီဖယ်ရှားခြင်းပုလွတ်ခြင်းဆိုပုလွတ်ခြင်းကိုလှုပ်ဆောင်နိုင်လောက်အောင်တမ္မာဒိဋ္ဌိဆိုတဲ့ဉာဏ်ဟာရင့်ကျက်သွားတယ်အဲ့ဒါကိုပြိဏမိန်လို့ပြောတာနော်ဝတ္တကပြိဏမိန်ဆိုအဲ့ဒီလောက်ထိအောင်ကိုတမ္မာဒိဋ္ဌိကိုပွားရမယ်လို့ဆိုအဲ့တော့တမ္မာအသိဉာဏ်လေးတစ်ခုမဟုတ်ဘူးတမ္မာအသိဉာဏ်လေးမဟုတ်ဘူးပထမတော့ခိတ္တခဏအခိုက်အတန့်တစ်ခုစီဆိုင်ရာအကြောင်းလေးတွေနဲ့အကြောင်းလေးတွေနေသလို့အနိစ္စလို့ရှုရင်နေသတင်ညာကင်းပြတ်သွားတယ်နေသတင်ညာချုပ်ငြိမ်းသွားတယ်နေသတင်ညာလွတ်သွားတယ်ဒုက္ခလို့ရှုတဲ့အခါမှာဒုက္ခတင်ညာကင်းစိတ်သွားတယ်ကင်းပြတ်သွားတယ်ချုပ်ငြိမ်းသွားတယ်အနတ္တလို့ရှုတဲ့အခါမှာအတ္တတင်ညာကင်းပြတ်သွားတယ်နော်ချုပ်ငြိမ်းသွားတယ်အဲ့ဒီလိုချုပ်ငြိမ်းသွားပြီးရင့်ကျက်လာတဲ့အခါမှာတစ်ဖက်ကကိလေသာအာယုံကိုဖယ်ရှားပြီးတစ်ဖက်ကနိဗ္ဗာန်ဘက်ကိုတွန်းပို့လိုက်တယ်ဖယ်ရှားတွန်းပို့ဒီအလုံးနှလုံးကိုလုံးနိုင်လောက်အောင်အသိဉာဏ်သည်ရင့်ကျက်သွားပြီလို့ဆိုတယ်အဲ့တော့ဝိပဿနာဉာဏ်ရင့်ကျက်သွားလို့ရှိရင်မဲ့ရောက်သွားတာဒီအဆင့်လေးကိုပြောတာနော်အဲ့ဒီလိုတမ္မာဒိဋ္ဌိဘာဝိတိဝိဝေကနေတိတံဝိရာဂနေတိတံនិရောဓနေတိတံဝတ္တကပြိဏမေဒီအဓိပ္ပာယ်ကိုရှင်းပြတာဖြစ်တယ်ပေါ့ထို့တူပဲတမ္မာသင်္ကပ္ပဆိုတဲ့အတွေးဟာလည်းပဲနေဆလို့တွေးနေတဲ့အတွေးကိုအနိစ္စဆိုတဲ့အတွေးနဲ့ဖယ်ရှားတယ်ထို့သူဖယ်ရှားလိုက်တဲ့အခါမှာအနိစ္စအတွေးဟာစိတ်သုံးသွားတယ်ကင်းပြတ်သွားတယ်ချုပ်ငြိမ်းသွားတယ်နေဆဆိုတဲ့အတွေးဟာချုပ်ငြိမ်းသွားတယ်ဒုက္ခဆိုတဲ့အတွေးဟာလည်းဒုက္ခဆိုတဲ့အတွေးကြောင့်ပြတ်ဆဲသွားတယ်ချုပ်ငြိမ်းသွားတယ်
ငါလုပ်လို့ရတယ်ငါအလိုတိုင်းဖြစ်တယ်လို့ဆိုတဲ့အတ္တအတွေးဟာလည်းပဲအနတ္တကိုရှုမြင်ခြင်းအဖြစ်အတ္တအတွေးသည်ကင်းစိတ်သွားတယ်ကင်းပြတ်သွားတယ်ချုပ်ငြိမ်းသွားတယ်လေ့ကျင့်မှများတဲ့အခါကျတော့မာယွန်းနဲ့အတွေးကိုတွေးစေတတ်တဲ့ကိလေသာတွေကိုတစ်ဖက်ကဖယ်ထုတ်လိုက်ပြီးတစ်ဖက်ကနိဗ္ဗာန်ရောက်သည့်ထိအောင်တွန်းပို့လိုက်လောက်အောင်ရင့်ကျက်သွားတဲ့သမသင်္ကပ္ပမျိုးရရှိသွားတယ်လို့ဆိုဟောတရားထုတ်တယ်ဆိုတာအဲ့ဒါလို့ဆိုလို့တယ်ပေါ့နော်အလိုသဘောပေါက်ဖို့လိုတယ်သမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့နေရာမှာလည်းပဲထို့တူပဲဝိဝေကနေတိတံဝိရာကနေတိတံនិရောဓနေတိတံအဲ့ဒီအဆင့်ပေါ်မှာမိပြီးတော့ကိုယ့်ရဲ့နှလုံးထဲမှာသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဖြစ်အောင်ကြည်ကြံကြုတ်ကိုပွားများအထောက်အမယ်အဲ့ဒီလိုအထောက်တာဟာဘယ်လိုပုဂ္ဂိုလ်ကမှအထောက်တာတော့ဆိုရင်ဆရာကောင်းရှိတဲ့ပုဂ္ဂိုလ်မိကောင်းဆွေကောင်းရှိတဲ့ပုဂ္ဂိုလ်ကမှအထောက်တာတဲ့ဒါကြောင့်မိကောင်းဆွေကောင်းဟာရာခိုင်နှုန်းပြည့်အကျိုးပြုတာဖြစ်တယ်လို့မြတ်စွာဘုရားဒီအဓိပ္ပာယ်ကိုရှင်းပြတာနော်ဆရာကောင်းမရှိဘဲနဲ့ဒီအတိကိုသိနိုင်စွာမရှိဘူးမြတ်စွာဘုရားကနောက်ဆုံးမှာကောသလမင်းကြီးကိုတိုက်တွန်းတယ်ဒါကြောင့်မို့တဲ့ဆရာကောင်းရှိအောင်လုပ်မယ်လို့ကြိုးစားပါတဲ့နံပါတ်1နိဗ္ဗာန်ကိုရခြင်းလို့ရှိရင်ဆရာကောင်းသမားကောင်းကလျာဏမိတ်တာကိုအမိပြုပြီးတော့နေမယ်ဆိုတာကိုလိုက်နာကျင့်သုံးပါတဲ့အဲ့ဒါလို့လိုက်နာကျင့်သုံးပြီးတော့ဘာလုပ်ရမလဲကုသိုလ်တရားကိုမမေ့မလျော့ခြင်းလို့ဆိုတဲ့ကုသိုလ်တရားနဲ့ပတ်သက်ပြီးမမေ့မလျော့ခြင်းဆိုတဲ့အပမာဒကိုအမြဲတမ်းလက်ကင်ထားပြီးတော့နေနိုင်အောင်ကြိုးစားပါဒါကတော့ကောသလမင်းကြီးကိုဆုံးမတာနော်ဆရာကောင်းသမားကောင်းရပြီတဲ့အခါမှာဆရာကောင်းသမားကောင်းကိုအမိပြုအခြေအနေကောင်းလာတဲ့အခါမှာကုသိုလ်တရားတွေပေါ်မှာမမေ့မလျော့ခြင်းဆိုတဲ့အပမာဒတရားသည်နိဗ္ဗာန်ရဖို့အတွက်အနိကအကြောင်းတစ်ခုဖြစ်လာတယ်ဒါကြောင့်အပမာဒတရားလက်ကင်ထားပြီးတော့ဆရာကောင်းသမားကောင်းစီကကောင်းမြတ်တဲ့အဆုံးအမတွေကိုအဆုံးအမတွေအတိုင်းလိုက်နာကျင့်သုံးပါတဲ့သူ့ရဲ့ဒီလိုအပမာဒတရားလက်ကင်ထားခြင်းဖြင့်ဘုရင်ကိုယ်တိုင်ကမမေ့မလျော့နေတယ်ဆိုလို့ရှိရင်တဲ့ဘုရင်ရဲ့နန်းတွင်သူနန်းတွင်သားတွေဟာလည်းပဲမေ့မေ့လျော့ရောမနေနိုင်တော့ဘူးမေ့မေ့လျော့ရောနေချမှာမဟုတ်ဘူးတတိရှိရှိနေကြရလိမ့်မယ်ဒါမြတ်စွာဘုရားကကောသလမင်းကြီးအပမရတရားလက်ကင်ထားဖို့အတွက်ဆုံးမတဲ့အခါမှာသူနဲ့ပတ်သက်တဲ့အကျိုးတရားလေးတွေကိုဖော်ပြတာဘုရင်ကြီးကိုယ်တိုင်ကအပမရတရားလက်ခံကျင့်သုံးလိုက်ပြီဆိုလို့ရှိရင်နန်းတွင်သူနန်းတွင်သားတွေကလည်းငါတို့ရဲ့ဘုရင်ကြီးဟာမမေ့မလျော့နေတယ်ငါတို့ဟာမေ့လျော့ဖို့မသင့်ဘူးဆိုပြီးတော့မမေ့မလျော့နေကြလိမ့်မယ်ထို့တူပဲဘုရင်ကြီးကိုခြံရံပြီးနောက်ကလိုက်ကြရတဲ့အနုယန္တဆိုတဲ့လဲဟောခံဘုရင်တွေကလည်းပဲကောသလမင်းကြီးဟာမေ့မေ့လျော့ရောမနေဘူးဆိုတဲ့အခါမှာသူတို့လည်းမေ့မေ့လျော့နေချမှာဖြစ်တယ်ဘုရင်ကြီးရဲ့စစ်တပ်9ပါးဘုရင်တပ်တွေဟာလည်းပဲထို့တူပဲမမေ့မလျော့နေချမှာဖြစ်တယ်မြို့သူမြို့သားတိုင်းသူပြည်သားတွေဟာလည်းပဲဘုရင်ကြီးကမေ့မေ့လျော့ရောနေတာမဟုတ်သည့်အတွက်ကြောင့်သူတို့လည်းမေ့မေ့လျော့ရောနေမှာမဟုတ်ဘူးဆိုတဲ့အကျိုးတွေကိုရလာမှာဖြစ်တယ်ဒါကြောင့်မို့နောက်ဆုံးအဆင့်အနေနဲ့ကအလုံးဟာဆရာကောင်းသမားကောင်းရပြီးရင်အပမဒဆိုတဲ့တတိတရားလက်ခံထားပြီးတော့ကျင့်ကြံကြုတ်ကိုအထောက်အမှာဖြစ်တယ်လို့မြတ်စွာဘုရားဒီဒေသနာတော်ကိုနေကုံချုပ်တာဖြစ်တယ်ပေါ့နော်
နောက်ဆုံးမှာကောသလမင်းကြီးကိုအတ္တတေရောဖြစ်အောင်ဘောဂိပတ္ထယမာနေနဥလာရေအပရပရေကောသလမင်းကြီးကမြတ်စွာဘုရားဘလောက်ပဲဝိပဿနာလုပ်ငန်းတွေဟောသူဟာဝိပဿနာကျင့်ပြီးတော့မဲ့ဖို့ရမယ်အခြေအနေမရှိဘူးသူရဲ့အသိဉာဏ်ဟာဘဝမှာမမိသေးဘူးအဲ့တော့ကောသလမင်းကြီးဟာဘာကြောင့်သောတာပန်မဖြစ်တုံးလို့ဆိုတာကိုတော့စာပေကျမ်းကမှအကြောင်းပြထားတော့မရှိဘူးသို့တော့တချို့ပိဋကသမိုင်းဝင်မဟုတ်တဲ့ကျမ်းစာပေစာတွေရဆိုရင်ကောသလမင်းကြီးကဖရာအလောင်းတဲ့ဒါကြောင့်မို့လို့သောတာပန်အထိအောင်မဖြစ်တာလို့ပြောတယ်ဖရာစုပန်တဲ့ပုဂ္ဂိုလ်ပေါ့နော်အဲ့လိုလဲဆိုတယ်ဒါကတော့ပိဋကစာပေမှာပါတဲ့သဘောမရှိဘူးအနု900ရေးမှာတစ်ချိတ်ဆိုတယ်မှာကောသလမင်းကြီးကအဲ့ထက်မဲ့ပါတယ်လို့ဆိုတယ်မြတ်စွာဘုရားကဏိကုံးချုပ်လိုက်တာတော့အပမရဆိုတဲ့တရားဟာအခုလို့နိဗ္ဗာန်ရဖို့အတွက်သာအရေးကြီးတာမဟုတ်ဘူးလောကလူတွေနေ့စဉ်စီးပွားဥစ္စာရှားနေတဲ့အခါမှာလည်းအရေးကြီးတယ်ဆိုတာကိုဘောဂိပတ္ထယမာနေနဥလာရေအပရပရိတကယ်ကိုနှစ်သက်မျက်နှိုးပွဲကောင်းတဲ့ကောင်းပြီဆိုတဲ့အသုံးဆောင်စည်းစိမ်ဥစ္စာတွေကိုလိုချင်တယ်ဆိုလို့ရှိရင်အပမဒံပတံတန္တိပုံညာကရိယာသူပဏိတာကုသိုလ်ကောင်းမှုလုပ်ဖို့မမေ့ပါနဲ့ကုသိုလ်တရားတွေပေါ်မှာမမေ့တဲ့အပမရဆိုတဲ့တတိတရားဟာအကောင်းဆုံးပဲဖြစ်လျက်ဘဝမှာတိုက်ပြီးအုပ်စိုးတဲ့ဘုရင်တို့ဖြစ်ချင်သလားစိဘဥစ္စာကျေဝါချမ်းသာတဲ့တထေးတကြွယ်ဖြစ်ချင်သလားကုသိုလ်လုပ်ငန်းနဲ့ပတ်သက်ပြီးမမေ့ပါနဲ့လို့ဒီလိုဆိုလိုတယ်နော်လူဘဝမှာလူချမ်းသာနတ်ဘဝမှာနတ်ချမ်းသာလောကမှာရှိတဲ့စိစိမ်ချမ်းသာတွေကိုလိုချင်တယ်ဆိုလို့ရှိရင်လေအပမရဟာအကောင်းဆုံးလို့ချီးမွမ်းရမှာဖြစ်တယ်အပမရဆိုတဲ့တရားတစ်ခုဟာချီးမွမ်းပြောကြရမယ့်အရာဖြစ်တယ်ဒိဋ္ဌိဓမ္မေစယောအထောယောသထောတံပရာယိကောအထာဘိတမယဓီရောပဏိတောတိပါဩစတိဆိုမျက်မှောက်ဘဝမှာလည်းပဲကောင်းကျိုးချမ်းသာတွေရခြင်းနဲ့နောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေရခြင်းနဲ့အခုလည်းကောင်းနောက်လည်းကောင်းအစဉ်ကောင်းမှုအတွက်လိုက်နာရမယ့်တရားတစ်ခုကိုပြောပါဆိုရင်အပမဒပဲပြောရမှာဖြစ်တယ်ဒါကြောင့်မို့ကုသိုလ်ကောင်းမှုတွေပေါ်မှာမမေ့တဲ့အပမဒတရားဟာအရေးကြီးဆုံးပဲလို့ဒိဋ္ဌိဓမ္မေစယောအထောယောသထောတံပရာယိကောမြတ်ဘဝမှာရလာမယ့်ကောင်းကျိုးချမ်းသာတွေနောက်ဘဝမှာရမယ့်ကောင်းကျိုးချမ်းသာတွေအဲ့ဒီကောင်းကျိုးချမ်းသာနှမျိုးလုံးကိုရစေနိုင်တဲ့တရားဟာအပမရတရားသာဖြစ်လို့အပမရတရားကိုလက်ကင်ထားပြီးကျင့်ကြံကြုတ်ကိုအထောက်အမှာဖြစ်တယ်လို့မြတ်စွာဘုရားကဒီကလျာဏမိတ်တသုတ်ကိုအခုလိုဏိဂုံးချုပ်တာဖြစ်ပါတရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့ဆရာကောင်းရှိမှနိဗ္ဗာန်ရနိုင်သည်ဆိုတာဒီကလျာဏမိတ်တသုတ်အရာမြတ်စွာဘုရားကိုယ်တိုင်ကဆရာကောင်းကလျာဏမိတ်တရဲ့တန်ဖိုးကိုရှင်းလင်းပြသစွာမိန့်ကြားထိုဆရာကောင်းကိုအမိပြုပြီးတော့နိဗ္ဗာန်ရောက်အောင်ကျင့်ပုံကျင့်နည်းတွေကိုမြတ်စွာဘုရားဟောကြားနိဗ္ဗာန်နဲ့မကဘူးလောကချမ်းသာတွေကိုရခြင်းနဲ့အပမရတရားလက်ကင်ထားပြီးကျင့်ကြံကြုတ်ကိုအထောက်အမယ်လို့ဒီသုတ်တံမှာဟောကြားထားသည့်အတွက်ကြောင့်လောကီအကျိုးလောကုတ္တရာအကျိုးမျက်မှောက်အကျိုးတမလွန်အကျိုးဆိုတဲ့အကျိုးနှမျိုးလိုလားကြတဲ့မြည်သည့်ပုဂ္ဂိုလ်ပဲမဆိုဒီမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်အတိုင်းလိုက်နာကျင့်သုံးနိုင်ကြမယ်ဆိုရင်ကောင်းကျိုးချမ်းသာတွေရမှာဧကံဒိဋ္ဌမလွဲလို့ယုံကြည်စိတ်ချစွာမြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း
မေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းတုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းတုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကြမ်းမာစိတ်ချမ်းသာလူရဆန္ဒပြပါစေသက်ရှိကြမ်းမာစိတ်ချမ်းသာလူရဆန္ဒပြပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတာအာဇရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်တရားစေကိုပိဝိတဝါဝန္တာရွှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသသဗ္ဗေပု္ပ္ပာညနောကိလေသာဆေယတောဟုသမျှတို့သည်တမုဟတပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကိစ္စင်လွင်ပြောင်းပြီးမရောက်အောင်ပဲဖြောက်အကုန်သည်ဟောတုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဘောကိလေသာဟုပုခတ်သိကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တဲ့မြင်၍မလင်ဘုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း